အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ grammar use ပေါ့နော် English grammar use series တွေကကျွန်တော် intermediate learner တွေအတွက်ကျွန်တော်တို့စောက်အပြရအောင်စောက်ရဲ့ unit 1သင်ခန်းစာလေးပေါ့နော်ဒီနေ့အားစပြီးတော့ကျွန်တော်တူတူလေ့လာကြမယ်ကျွန်တော်အမြဲတမ်းဒါနဲ့ပတ်သက်တာလေးတွေကျွန်တော်တင်ပေးသွားမယ်ပေါ့နော်ပထမဆုံး unit 1မှာတော့ကျွန်တော် present continuous ပေါ့နော်present continuous ဆိုရဲ tense ကိုအရင်ဆုံးသူကပြောပြတာပေါ့နော်ဒီမှာ present continuous I am doing ဒီလိုမျိုးလေးကျွန်တော်ပြောထားတယ်ဒါသူရဲ့မူရင်းဟာပေါ့နော် okay အဲ့ဆိုကြည့်အောင်အဲ့ဆိုဘယ်လိုဖြစ်မလဲအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် present continuous tense ကိုကျွန်တော်မှာသုံးနေပေါ့နော်အဲ့တော့ intermediate level ရောက်ပြီဆို present continuous tense ကိုကျွန်တော်သိမယ်ထင်တယ်နော်အဲ့ကျွန်တော်တို့ဒီ basic မှာလည်းသင်ခဲ့ရတယ် present continuous tense ဆိုတာကျွန်တော်တို့အခုလက်ရှိဖြစ်နေတဲ့လုပ်နေတဲ့ကိစ္စတွေဆိုရင် present continuous ကိုသုံးတယ်နော်ဒါသိပြီးသားပေါ့ okay အဲ့တော့ဒီမှာသူကရောဘယ်လိုမျိုးထပ်ပြီးတော့ intermediate ဆောင်းမှာဘယ်လိုပါမလဲပေါ့နော်ကြည့်အောင်အဲ့တော့ study this example situation ဆိုပြီးဒီမှာဆိုရင် Sarah is in her car she's on her way to work အဲ့ Sarah ကကားထဲမှာနော်ပုံလေးနေရမှာဒီဘက်မှာ Sarah ကကားထဲမှာရှိနေတယ် and she's on her way to work သူကအလုပ်သွားဖို့အတွက်လမ်းပေါ်ရောက်နေနော်အလုပ်သွားဖို့အတွက်လမ်းမှာပေါ့နော်အလုပ်သွားနေတဲ့လမ်းမှာသူရှိတယ်ပေါ့ဒီပုံလေးမှာဆိုရင်ဒီမှာဘိုးလက်တောင်လေးနဲ့ရေးထားနော်ဘိုးဆိုတာကျွန်တော်ဒီစလုံးထူထူလေးနဲ့ရေးထားတာလေးဒါ focus ထားခြင်းပေါ့နော် highlight ထားခြင်းလို့ကျွန်တော်ရေးပြထားတာဒါလေးကိုကျွန်တော်တတိထားပြီးကြည့်ရမယ်နော်အဲ့ she's driving to work သူအလုပ်ကိုတွားနေတယ်အလုပ်ကိုကားမောင်းတွားနေတယ်သူကားမောင်းပြီးတော့တွားနေအဲ့သူကကားထဲမှာလည်းရှိတယ်သူကအလုပ်ကိုတွားနေတဲ့လမ်းပေါ်မှာလည်းရှိတယ်အဲ့တော့ကားမောင်းတွားနေတယ်ဆိုပြီးတော့ she's driving she is driving ဆိုပြီးတော့သုံးထားတယ်ဟုတ်ပြီအဲ့ဆိုရင်သူကဘာလို့ဒီမှာရှင်းပြထားလဲ this means she's driving now at the time of speaking the action is not finished အဲ့တော့ကျွန်တော်တို့ပြောနေချိန်အတွင်းမှာ she's driving now သူကကားမောင်းနေတယ်ဟုတ်ပြောနေချိန်မှာသူဘာလုပ်နေလဲဆိုတော့ကားမောင်းနေတယ် action is not finished အဲ့တော့သူ့ရဲ့ action ကမပြီးပြတ်ဘူးကျွန်တော်တို့ကပြောနေချိန်မှာသူကကားမောင်းနေတယ်ကားပေါ်မှာပဲရှိတယ်အလုပ်ကိုတွားနေတဲ့လမ်းပေါ်မှာပဲရှိတယ်ကားမောင်းပြီးအလုပ်ကိုတွားနေတဲ့လမ်းပေါ်ဒါကြောင့်ကျွန်တော်တို့က present continuous ကိုသုံးနေပေါ့အဲ့ present continuous ဆိုတာပါလဲဆို present continuous ကကျွန်တော်တို့ဘတ်တူပီဖြစ်တဲ့ amisa plus verb ing ဒါသူရဲ့ pattern ပေါ့နော် amisa plus verb ing အဲ့တော့ amisa plus verb ing လေးဆိုရင်ဒါ present continuous ကိုပြောတာ present continuous ရဲ့အသုံးကဘာလဲဆိုတော့ amisa plus verb ing အဲ့တော့ am ကိုဘယ်မှာသုံးလဲဒါ basic မှာကျွန်တော်သိပြီးသားပေါ့နော် am ကိုဘာနဲ့တွဲသုံးလဲဆိုတော့ I နဲ့တွဲသုံးတယ် it ဆိုရင်တော့ကျွန်တော် he she it ဆိုရဲနော် singular နဲ့တွဲသုံးတယ် are ဆိုရင်တော့ကျွန်တော် subject ဖြစ်တဲ့ we you they ဆိုရဲအများကြီးပေါ့နော်plural နဲ့ကျွန်တော်တွဲသုံးတယ်အဲ့တော့ I ဆို am he she it ဆို is we you they ဆိုရင် are နော်ဒါလေးကိုသိထားမယ်အဲ့တော့မှကျွန်တော်တို့အတူက contractor လုပ်ပြီးတော့ရေးမယ်ဆိုရင်တော့ I apostrophe am I'm နောက်ပြီးတော့ is ပြီးတော့ we're ဒီလိုမျိုးလေးကျွန်တော်ရေးအဲဒီနောက်မှာတော့ဒါ verb to be ရဲ့နောက်မှာဘာကပ်မလဲဆိုတော့ verb ing driving working doing နော်အဲ့တော့ I am driving he is working she is working it is working we are doing you are doing they are doing ဆိုပြီးတော့ကျွန်တော်သုံးမယ်ဒါဆိုရင် present continuous ကိုဘယ်ချိန်မှာသုံးမလဲဆိုတော့ကျွန်တော်တစ်ခုလည်းရပါပြီ present continuous ဘယ်မှာသုံးမလဲဆိုတော့ at the time of speaking and the action is not finished ကျွန်တော်ပြောနေချိန်မှာလုပ်နေတဲ့ဖြစ်နေတဲ့အရာတွေကိုပြောတဲ့အခါမျိုးမှာဆိုရင်နော် action ကမပြီးသေးဘူးဆိုရင်ကျွန်တော်တို့ present continuous ကိုသုံးမယ်နော်အဲ့ present continuous ရဲ့သူ့ရဲ့ pattern လေးကဘာလဲဆိုတော့ amisa plus verb ing ရမယ်နော်သူရဲ့ form က amisa plus verb ing ဒါဆိုနားလည်ပြီနော်အဲ့တော့ဒါလေးရတစ်ခုပါ okay ဒါလေးကျွန်တော်အဲ့ဆိုရင်အောက်ကလေးကိုနည်းနည်းတော့ကြည့်အောင်ဒါဆိုရွေးပါမယ်နော်ရွေးပြီးဖြတ်လိုက်ပါမယ် okay အဲ့ဆိုရင်ဒီမှာ
I am doing something ငါတစ်ခုခုလုပ်နေတယ် I started doing it and I haven't finished I'm in the middle of doing it အဲ့တော့ I started doing ငါစပြီးတော့လုပ်နေတယ်စပြီးတော့လုပ်ခဲ့တယ် I haven't finished ငါမပြီးသေးဘူး I'm in the middle of doing it အဲ့ဒါကိုလုပ်နေတဲ့အလယ်မှာရှိတယ်အဲ့ဒါကိုကျွန်တော်မြန်မာလိုပြောချင်တယ်လုပ်နေတဲ့တန်းလန်းပဲရှိတယ်အဲ့တော့အစပြီးလုပ်ခဲ့တယ်မပြီးသေးဘူးအဲ့တော့ဒါလုပ်နေလက်စတန်းလန်းပဲရှိတယ်နော်ဒါမျိုးဆိုရင်ကျွန်တော်တို့က admissible ing ဖြစ်တဲ့ present continuous ကိုသုံးမယ်နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်ပထမတစ်ခုမှာလည်း action တစ်ခုကကျွန်တော်ပြောတဲ့အချိန်မှာသူမကလုပ်နေသေးပဲဖြစ်တယ် action is not finished နော် action မပြီးသေးအဲ့လိုပဲကျွန်တော်စပြီးလုပ်ခဲ့တယ်မပြီးသေးဘူးတစ်ခုလုပ်နေသေးပဲဆိုရင်ကျွန်တော် present continuous သုံးပါမယ်အဲ့တော့ဥပမာစာကြောင်းလေးကြည့်ပို့ပြီးတော့ကျွန်တော်ရှင်းပါတယ်နော်အဲ့တော့စာပတ်တဲ့အခါမှာဥပမာလေးတွေexercise လေးလုပ်ရတာမပြင်းပါနဲ့နော်ဒါတွေကကိုယ်တကယ်ရစီတာပါဟောအရင်လွယ်လို့ဘာလို့ဆိုရင်တော့ကြော်သွားလိုက်ရတယ်ဒါပေမဲ့ကိုကခုမှဆက်နေလာတယ်ဆိုရင်တော့ကျွန်တော်တော့လုပ်စီချင်နော်အဲ့တော့ကိုကများများလုပ်ထားမှသာကိုကနောက်ပိုင်းသိအောင်ပေါ့နော်အဲ့တော့ please don't make me sorry please don't make so much noise I'm trying to work please don't make so much noise I'm trying to work တိတ်ပြီးမစညံပါနဲ့ I'm trying to work ငါအလုပ်လုပ်နေလို့ပါအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ present simple I try မသုံးပါဘူးဘာလို့မသုံးတာလဲဆိုတော့ကဲမစညံနဲ့တော့အလုပ်လုပ်နေတယ်အလုပ်လုပ်နေတာဖြစ်တယ်အလုပ်လုပ်နေတယ်ဆိုတာကကျွန်တော်အလုပ်စပြီးတော့လုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အခုက7နာရီပဲထားပါတော့နော်မနက်ခင်း7နာရီအဲ့တော့ကျွန်တော်မနက်9နာရီမှာအလုပ်စလုပ်တယ်ကျွန်တော်အလုပ်ကမပြီးသေးဘူးနော် I'm in the middle ကျွန်တော်အခု7နာရီပဲရှိတယ်ကျွန်တော်အလုပ်ချင်9နာရီမှပြီးမဲ့ထားပါဒါဆိုရင်ကျွန်တော်9နာရီကနေ9နာရီတည်းမှာ7နာရီမှရှေ့တာဖြစ်တဲ့အတွက်ကျွန်တော်အခုဘာလုပ်နေလဲဆိုအလုပ်လုပ်နေရဒါကြောင့်ဖြစ်တဲ့ကျွန်တော်က present simple မတော့ဘူး middle of doing I'm in the middle of doing ဖြစ်တဲ့အတွက် I'm trying to work ငါလုပ်နေတယ်ဆိုရယ် present continuous ကိုတော့မယ်အဲ့တော့ subject ကိုကြည့်တော့ I ဖြစ်နေတဲ့အတွက်ကျွန်တော်မာနဲ့သုံးလဲဆို but to be ဖြစ်တဲ့ am နဲ့သုံးပါနော်ဒါ short form လေးရေးထားတာပြီးတော့ရင်နော် but to be plus ing တော့ I am trying နော် I try it ing ဟာ trying ဒီလိုမျိုးလေးတွေကျွန်တော်တို့ဖြစ်သွားမယ်နော် okay နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကျတော့ where's Mark Mark ပါမလဲ he's having a shower he's having a shower သူရေချိုးနေရလို့ပြောတာနော်take a bath take a shower နော် have a shower ဒါလေးတွေကရေချိုးရပြောသူရေချိုးနေတယ်အဲ့ရေချိုးနေတာမပြီးသေးဘူး voice mark ကိုမေးလိုက်တဲ့အခါမှာသူကရေချိုးတိုင်းထဲမှာပဲရှိနေတယ်ရေချိုးနေတဲ့လုပ်ငန်းဆောင်တာမပြီးသေးဘူးဒါဆိုရင်ကျွန်တော်ဘာသုံးလဲဆိုတော့ present continuous ကိုသုံးပါဒါကြောင့် here's a shower လို့ present simple tense နဲ့ဖြစ်ရဆိုမှတ်ပါတယ်ရပါနော်တခုအလုပ်တစ်ခုကစခဲ့တယ်အပြီးဆုံးသေးဘူးလုပ်နေစေပဲဆိုရင် present continuous သုံးတယ်သူရဲ့ form က admissible ing ဒါကိုလုံးဝမမေ့ပါနဲ့ Okay, let's go out now. Okay, အပြင်သွားရအောင် it isn't raining anymore. It isn't raining anymore. မိုးမရွာတော့လားအဲ့တော့ it doesn't rain. It isn't raining anymore. မိုးမရွာတော့ဘူးလားလို့မေးတာအဲ့တော့မိုးရွာနေလားအဲ့တော့မရွာတော့နေဘူးလားဆိုတာမျိုးကိုပြောတာဖြစ်တဲ့အတွက် middle doing မယ်နော် middle doing something ပေါ့နော်တကူဖြစ်နေတဲ့အချိန်ကာလတစ်ခုမှာပဲရှိတယ်အဲ့တော့မိုးရွာနေရမဟုတ်ဘူးလားဒီလိုမျိုးလေးပြောတာဖြစ်တဲ့အတွက် present continuous ကိုကျွန်တော်သုံးပါမယ် How's your new job မင်းအလုပ်ဒီဘယ်လိုလဲ Are you enjoying it မင်း Are you enjoying ဒါအရှိရောက်သွားပြီနော် are ကဒီမှာအရှိရောက်သွားပြီ Are you enjoying it မစ္စတာဟုတ်ဒါ question တိုက်ပြောင်းတာအဲ့တော့ Are you enjoying it မင်းပြောလားနှစ်တလားအလုပ်တယ်အလုပ်ကလုပ်နေတာပဲအလုပ်မထွက်သေးရနော်အလုပ်စဝင်နေမထွက်သေးရဖြစ်တာအလုပ်လုပ်နေစေလို့ပဲကျွန်တော်တတ်မှတ်လို့ရတယ်ဒါကြောင့်မင်းက enjoy ဖြစ်လာလို့မင်း Are you enjoying it ကျွန်တော်မေးတယ်နော် So what's all this noise what's all that noise Adane what's going on မဖြစ်နေရလဲ or what's happening ဘာတန်လို့ပြောလိုက်ရင်အဲ့ဒီမှာဖြစ်နေတဲ့တခုခုကျွန်တော်ကသိချင်တယ်ဒါကြောင့်ကျွန်တော်မေးတဲ့အခါမှာ present continuous ပဲမေးရမယ်နော် what's going ဘာဖြစ်တာလဲ
ဘာများဖြစ်တာလဲ what's happening ဘာများဖြစ်နေလဲဒါမျိုးတွေကျွန်တော်သုံးနေရတယ်အဲ့တော့ဒါကကျွန်တော်တို့သိခဲ့တဲ့ present continuous present continuous ရဲ့ကျွန်တော်တို့အသုံးဟာတခုခုမှစတင်ခဲ့တယ်နောက်ပြီးတော့မပြီးသေးဘူးနော်ဖြစ်နေစေလုပ်နေစေဆိုရင်ကျွန်တော်က present continuous ကိုသုံးတယ်အဲ့ဒီမှာနောက်တစ်ခုတော့ရှိရဲ့ sometimes တခါတည်းမှာ the action is not happening at the time of the speaking တခါတလေမှာတဲ့ဒီ action ဆိုကျွန်တော်ဒါဟိုအလုပ်ပြလို့ရမှာတယ် okay ဒါပါနော် okay အဲ့တော့ sometimes action is not happening at the time of speaking တခါတလေမှာတဲ့ပြောနေတဲ့အချိန်မှာ action မဖြစ်နေပါဘူးလေဟာအခုနကကျွန်တော်ပြောနေတဲ့အချိန်မှာဖြစ်တယ်အခုကျပြောနေတဲ့အချိန်မှာဖြစ်ဘယ်လိုမျိုးလဲနည်းနည်းတော့သဝေသဝါဖြစ်လာအဲ့ဒါဆိုရင်တော့ဥပမာလေးကြည့်အောင်ရှင်းပါမယ်နော်အဲ့ဒီမှာ Steve ကပြော Steve is talking to a friend on the phone Steve ကဖုန်းပြောနေတယ်တကယ်ချင်းတယောက်လည်းဖုန်းပြောနေတယ်ဟုတ်တယ်အခု still မြင်ရတယ်ဖုန်းပြောနေဟုတ်တယ် he says ကပြောတယ်အဲ့တော့ I'm reading a really good book at the moment အခုနော်အခုစောင်းကောင်းတစ်ခုကိုစောင်းကောင်းတစ်ခုကိုဖတ်နေတာအခုချိန်မှာကဲ is ကိုဒီ stick ကိုကြည့်အောင် stick ကအခုပါလို့ဖုန်းပြောနေအဲ့တော့ဘယ်လိုဖြေလိုက်လဲဆိုတော့သူတကယ်ချင်းပြီးတော့ I'm reading a really good book at the moment အခုချိန်မှာငါစောင်းကောင်းတို့ဖတ်နေပြောချင်တာကSteve ကအခုဖတ်နေတာမဖတ်နေဘူးဖတ်နေလားမဖတ်နေဘူးဖုန်းပြောနေနော်သူပုံကြည့်တာတွေ့တယ်အဲ့တော့သူလိန်ပြောနေရလားအဲ့လိုမျိုးမဟုတ်ဘူးဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့စောင်းတုပ်ကျွန်တော်ဥမာထားပါတော့ကျွန်တော်စောင်းတုပ်ဖတ်နေနော်အခုချိန်မှာကျွန်တော်မဖတ်နေကျွန်တော်မလုပ်နေကျွန်တော်အခုစာသင်နေကျွန်တော်စောင်းဖတ်နေတယ်ကျွန်တော်ဒီဗမော်သိန်းပြီးရဲ့အိမ်မက်လှလှအောင်မြင်တော့ဘွားဆိုပြီးစာအုပ်လေးကျွန်တော်ဖတ်နေတယ်ကျွန်တော်ဘယ်နေ့ကစဖတ်လဲဆိုတော့ကျွန်တော်ဖတ်ပါတော့April 1 ရက်နေ့ကဖတ်တယ်နော်ဖတ်တာမပြီးသေးဘူးကျွန်တော်ဖတ်နေသေးမရှိဘူး။ April 2 ရက်နေ့ရောက်တော့ကျွန်တော်တကယ်ကျွန်တော်ဖုန်းခေါ်တယ်။အဲ့မိဘကြီးလုံနေ။ငါအခုတော့စာအုပ်ကောင်းတော့ဖတ်နေတယ်ကွာ။လောလောဆယ်ဒါမျိုး။အခုလက်ရှိဖတ်နေတာကမဖတ်နေဘူးကျွန်တော်စာတင်တယ်။ဒါပေမဲ့ကျွန်တော်ဘာလုပ်နေလဲ။ဖတ်နေတယ်။ကျွန်တော်ကစာအုပ်ဖတ်နေတယ်။အဆောင်ကလည်းမပြီးသေးဘူး။ဒါကြောင့်တကယ်ပြပြတဲ့အခါမှာဆိုရင် present continuous ကိုကျွန်တော်သုံးပါတယ်။နော်။အဲ့ကျရင်ကျွန်တော်တို့ action တွေကကျွန်တော်တို့အခုလက်ရှိလုပ်နေတာမျိုးမဟုတ်ပဲねကျွန်တော်တို့လုံနေလက်စတန်းလင်းကြီးနော်တန်းလင်းမပြီးသေးတဲ့တန်းလင်းအားလေးကျွန်တော်တို့ဥပမာထားပါတော့နောက်ဥပမာတစ်ခုပြရရင်မှကျွန်တော်တပွိုင်းဆိုတဲ့ကောင်ကိုကျွန်တော်ကြည့်နေအခုကျွန်တော်ကြည့်နေမကြည့်ဘူးကျွန်တော်ဘာလုပ်နေလဲကျွန်တော်စာသိနေအဲ့တော့တကယ်ကြမြင်မိပိုင်းဒီတလောပိုင်းလုပ်နေလဲဆိုရင်ကျွန်တော်ပြလို့ရအောင်ငါတပွိုင်းကကြည့်နေတယ်ငါတပွိုင်းကမပြီးသေးဘူးကျွန်တော်ကြည့်နေတယ်ကြည့်တယ်မနေ့ကကြည့်တယ်ဒီနေ့မပြီးသေးဘူးကျွန်တော်ဘယ်နေ့ပြီးမလဲမသိဘူးဒါမျိုးဆိုရင် action ကိုကျွန်တော်မမြင်ရဘူးအဲ့ဒီအခါမျိုးမှာလေတော့ပြောနေချိန်စကားပြောနေချိန်မှာ action ဖြစ်မယ်အဲ့ဒီအခါမျိုးမှာလေအဲ့ present continuous ကကျွန်တော်သုံးရပါတယ်နော်အဲ့တော့ Steve say I'm reading but he's not reading the book at the time ပြောနေချိန်မှာတော့သူမလုပ်နေဘူးဒါပေမဲ့ဒီမှာသူပြောရတယ် he has started reading the book သူကစာအုပ်ဖတ်စပြီးတော့ဖတ်ပြီးတော့စာဖတ်ခဲ့တယ်ပြီးပါရင်မပြီးသေးဘူးဒါကြောင့်သူက in the middle of reading နဲ့ဒါကြောင့်သူကဘာလဲဆိုတော့ in the middle of reading in the middle of doing တူပဲနော်ဒါကြောင့်သူကအလက်စာလုံးလက်စာတန်းလန်းပြီးပဲဖြစ်နေကြဖြစ်ပဲအရှင်မမြင်ရတော့လေဒါမျိုးကိုကျွန်တော်ကသုံးလို့ရတယ်ဆိုတာသိထားပါအဲ့ကြည့်ကြအောင် Kate wants to work in Italy so she's learning Italian Kate ကအီတလီမှာအလုပ်သွားလုပ်ချင်တယ်ဒါကြောင့်အခုအီတလီဘာသာစကားကိုလေ့လာနေတယ်ဒါပေမဲ့ perhaps she isn't learning Italian at the time ဆိုတာဒါပေမဲ့ပြောနေချိန်မှာတော့အဲ့ဒီအီတလီစာလေ့လာနေတာဟုတ်ချင်မဟုတ်ပဲဟုတ်ကဲ့နော်အဲ့တကယ်ချင်းကျွန်တော်ပြန်ယူမြန်မာလိုပဲတွေ့ကြည့်တကယ်ချင်းနဲ့ကျွန်တော်လပိဆိုင်မှာတွေ့တယ်ပြပါလို့ငါဂျပန်စာလေ့လာနေရကွာဒါဆိုဘာတော့မလဲ I'm learning Japanese ဒါပေမဲ့အခုချိန်မှာလုံနေလားမလုံနေဘူးဒါပေမဲ့လုံလက်စာတန်းတန်းကိုအကြောင်းအရာကိုပြပြချင်းဖြစ်တယ်ရှင်းမနော် started doing it I haven't finished in the middle of doing it နော် okay
some friends of mine are building their own house ကျွန်တော်တကယ်ချင်းတချို့ကသူတို့အိမ်ဆောက်နေအဲ they hope to finish it next summer နောက်နှစ်နွေရာသီဆိုရင်တော့ပြီးမယ်လို့သူတို့မျှော်လင့်နေတောက်ကြအခုပြောနေကြမှာသူတို့စောင့်နေလားဆိုမစောင့်နေဒါပေမဲ့သူတို့စောင့်လက်စားတန်နေရင်တော့ဖြစ်နေတယ်โอเคမြင်မယ်နော်ဒါအောင်မြင်အောင်ကြည့်ရမယ်နော်โอเคကဲဒါတခုရပြီဒါဆိုရင်ကျွန်တော်တို့ present continuous နဲ့တွဲသုံးတဲ့ပုံလေးမျိုးလည်းကျွန်တော်သိထားဖို့လိုတယ်နော်အဲ present continuous နဲ့ကျွန်တော်တို့ဘာလေးနဲ့တွဲသုံးလေးရှိရဆိုတော့ကျွန်တော်တို့ today တို့ this week this year နော်ဒါလေး period around အခုပြစ္ဆုတ်ပံနော်အခုဖြစ်နေတဲ့ကာလပြောနေချိန်လေးအတွင်းနဲ့နီးစပ်တဲ့ periods လေးတွေဖြစ်တဲ့ this year this week today ဆိုတဲ့အားလေးနဲ့ကျွန်တော်ကတွဲသုံးလေးရှိပါတယ် present continuous you are working hard today now you work hard today ဆိုရင်မတော့ဘူးနော် you working hard today မင်းဒီနေ့လို့ရန်ကျူးစားနေရပဲနော် yes I have a lot to do I have a lot to do လို့ဆရာကြီးအများကြီးပဲရှိတယ်နော် today နဲ့တော့နော် but the company I work for isn't doing so well this year ဒီနှစ်တော့လုံးနေတဲ့ကုမ္ပဏီအခြေအနေသိမကောင်းဘူးနော် isn't doing so well သိပြီးတော့စီဝိုင်းမကောင်းမသိပြီးတော့ကောင်းကောင်းနဲ့မပတ်နေဘူးဆိုတဲ့သဘောပြောပါနော်အဲဒါ isn't doing this year ဒီနှစ်ဆိုပြီးတော့အခုပစ္စုပန်နဲ့အနည်းဆုံးလေးသုံးပြီးတော့ပြောတာပေါ့နော် this year တို့ today တို့နော်အခုပြောနေချိန်မှာလုပ်လက်စားဖြစ်လက်စားတန်လန်တွေကိုပြောတဲ့အခါမှာကျွန်တော်တို့သုံးတယ်ဒါကြောင့်ဒီဟာလေးတွေ့နေလို့ဆိုရင် present continuous နဲ့သုံးရမယ်ဆိုတာလေကျွန်တော်မှတ်ထားမယ်ပေါ့နော်ဒီနောက်တစ်ခုကကြတော့အဲ့တော့ဒီမှာဆိုရင် present continuous ကကျွန်တော်တို့ change talk about the change that has started to happen we often use these words in this way ဟုတ်ပြီကျွန်တော်တို့အရှိမပြောခဲ့ရလေးပြန်ပြီးတော့ကျွန်တော်တို့ record ပြန်ခေါ်ရရင်အရှိမကျွန်တော်တို့ကဘာပြောခဲ့လဲဆိုတော့ကျွန်တော်တို့စတင်ခဲ့တယ်ပြီးတော့ရင်မပြီးသေးဘူးတခုခုလောက်လက်စာတန်လန်ဖြစ်လက်စာတန်လန်ဆိုကျွန်တော် present continuous ကိုသုံးတယ်ဒီမှာနောက်ထပ်အသုံးလေးတစ်ခုကျွန်တော်ထပ်ပြီးမှတ်မှရမယ် present ကလည်းဘာမှသုံးလဲဆိုတော့ change that has started to happen that has started to happen ဘယ်အချိန်မှာသုံးလဲဆိုတော့ we talk about the change နော်ပြောင်းလဲမှုတစ်ခုပြောတဲ့အခါ that has started to happen နော်ဖြစ်ဖို့အတွက်ဖြစ်လူနေပါဖြစ်နေပြီနော်အဲ့တော့ that has started to happen အဲ့တော့ဖြစ်ဖို့အတွက်စတင်ပြီးပါပြီ change အဲ့တော့ပြောင်းလဲစတင်ပြီးသွားတယ်ပြောင်းလဲမှုရဲ့အကြောင်းနော်စတင်ပြီးသွားဖြစ်ဖို့အတွက်စတင်ပြီးသွားပြောင်းလဲမှုတွေကိုပြောတဲ့အခါမျိုးမှာကျွန်တော်က present continuous ကိုကျွန်တော်သုံးပါတယ်အဲ့တော့လိုမျိုးလဲဆိုရင် getting becoming changing နော်ဒီ path လေးတွေနဲ့တွေ့ရခါဆိုရင်သူရဲ့ table တဖြည်းဖြည်းနဲ့ကျွန်တော်ပြောင်းလဲလာပြီဆိုတဲ့ table လေးနဲ့ပြောတဲ့အခါမျိုးမှာကျွန်တော်သုံးပါတယ်middle of doing မဟုတ်တော့လုံးလက်စာတန်လည်းမဟုတ်တော့ဘူးစတင်ခဲ့တယ်မပြီးသေးဘူးလုံးလက်စာတန်လည်းမဟုတ်တော့ပါဘူးဒါဘယ်လိုဖြစ်တော့မလဲဆိုတော့ is your English getting better is your English getting better မင်းရဲ့အင်္ဂလိပ်စာအင်္ဂလိပ်ကပိုကောင်းလာလားဆိုတဲ့မေးဖို့အဲ့တော့ change ဆိုရယ်အပြောင်းလဲတစ်ခုကိုပြောတာပါနော်ကျွန်တော် change ဆိုရယ်ပြောင်းလဲတစ်ခု that has to happen အဲ့တော့ပြောချင်တာအင်္ဂလိပ်စာလေ့လာခဲ့တယ်။ဘာအင်္ဂလိပ်စာလေ့လာနေလဲ။ဒါကြောင့်ဘုဒ္ဓရဲ့မြင်ဟာ is your English getting better တပည့်နဲ့ကောင်းလာပြီလား။မင်းအင်္ဂလိပ်စာတပည့်နဲ့ကောင်းဘာလို့ဆိုတော့သူဘာလို့ကျွန်တော်မေးလဲဆိုတော့ကျွန်တော်အင်္ဂလိပ်စာလေ့လာနေတာသူသိတယ်။ကျွန်တော်အင်္ဂလိပ်စာလေ့လာတာကိုစတင်ခဲ့တယ်။အဲ့တော့မှသူ change နေတယ်ပြောင်းလဲမှုနေတယ်သူသိချင်လို့မေးတာမင်းအင်္ဂလိပ်စာကောင်းလာပြီလားလို့မေးတဲ့သဘော။ဒါမျိုးဆိုရင်ကျွန်တော် getting နဲ့သုံးတာပြီနော် getting better အဲ့ getting လို့ပါလို့ဆိုရင်ဒါတပည့်နဲ့change ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးသိထားတယ်နော်။နောက်ပြီးတော့ present continuous နဲ့သုံးတာကိုလည်းသိထားတယ်။ present continuous နဲ့ getting ကိုသုံးထားရဆိုရင်ဒါ change တော့အောင်သိထားတယ်နော်။ The population of the world is increasing very fast. The population of the world ကမ္ဘာကြီးရဲ့လူဦးရေ is increasing very fast. မြန်စနေပဲတိုးတက်လာတယ်။အဲ့တော့ကမ္ဘာကြီးလူကြီးတိုးတက်နေရပဲနော်။ဒီနေ့တိုးတက်လာတယ်ဆိုရင်တိုးတက်ခဲ့တယ်တိုးတက်လာတယ်ဆိုရင် process ကိုပြနော် change တစ်ခုပြ
At first, I didn't like my job, but I'm starting to enjoy it now. ပထမစသချင်းနော်ငါတော့ငါသဘောမကျခင်ဒါပေမဲ့ I'm starting to enjoy now အခုတော့တဖြည်းဖြည်းသဘောကျလာတယ်ဆိုရယ် change ကိုပြောတဲ့သဘောတဖြည်းဖြည်းတော့အခုပြောလာတယ်ဒါမျိုးပေါ့စသချင်းတော့မကြိုက်ခဲ့ဘူးဒါပေမဲ့တဖြည်းဖြည်းတော့ပြောလာတယ်ဒါ change တစ်ခုဖြစ်မယ်နော် that has started to happen နော်အဲ့တော့တဖြည်းဖြည်းနဲ့ပြောလာတယ်ဒါမျိုး change တွေကိုပြောတဲ့အခါမျိုးမှာဆိုရင်ကျွန်တော် present continuous နဲ့ဒီအောက်က verb လေးကိုတွဲပြီးတော့သုံးလို့ရှိပါတယ် okay ရပါနော်အဲ့တော့ present continuous ကိုကျွန်တော်အနှစ်ပြန်ချုပ်ရရင် present continuous ကမှတ်စရာကျွန်တော်ဒီသင်ခန်းစာမှာကျွန်တော်၃မျိုးပဲရှိမယ်ပထမတစ်ခုကကျွန်တော်တို့စပြီးတော့စတင်ခဲ့တဲ့မပြီးသေးဘူးတခုလုံးနေတဲ့ကာလကိုပြောတဲ့အခါကျရင် present continuous ကိုသုံးတယ်သူရဲ့ form က ms plus ing ဟုတ်တယ်နော်နောက်တစ်ခုကကြောင့်ပြောနေချိန်မှာတော့လုံနေတာမျိုးတော့မဟုတ်ပေမဲ့လည်းဒါပေမဲ့အရှင်မဖြစ်နေပေမဲ့လည်းအရှင်ကကျွန်တော်လုံနေတယ်နော်လုံနေတယ်ပြောနေချိန်မှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီပုံပြောနေချိန်မှာမဟုတ်ဘူးကျွန်တော်လုံနေခဲ့လုံလို့မပြီးသေးတယ်လက်စာတန်းတဲ့နေအတွက်ဆိုလည်းကျွန်တော် present continuous ကိုသုံးပါတယ်နောက်ဆုံးတစ်ခုမှတ်ကမှာကကျွန်တော်က change အနေနဲ့ဖြစ်တာမျိုးပေါ့နော် change အနေနဲ့ဖြစ်တယ်ဒီ change ဖြစ်ဖို့အတွက်လားလာရှိတဲ့ဟာမျိုးပေါ့ဒါမျိုးဆိုရင်ကျွန်တော်က present continuous နဲ့သုံးတယ်ဒီသုံးခုပဲကျွန်တော် present continuous ကိုဒီမှာမှတ်စရာပါပါမယ်နော်အဲ့တော့ရမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဟာကိုလေ့လာတဲ့အခါမှာကျွန်တော်တို့ဒါကိုကြည့်တော့ရလာဆိုရတယ်ဒါမေ့သွားလိုက်တယ်ဒါကြောင့်ဘာလုပ်တင်လဲဆိုတော့ကျွန်တော်ကတော့ exercise တွေလုပ်ထားတယ်နောက်ပြီးအဖြေရတယ်ဒီစာအုပ်ရဲ့နောက်ဆုံးမှာပါတယ်ပေါ့နော်ကျွန်တော်ဒီရဲ့ PDF link ကိုလည်းကျွန်တော်ပို့ထားတယ်အဲ့ exercise တွေလုပ်ပါပြန်တိုက်ကြည့်ပါတော့နားမလည်ဘူးဆိုရင်တော့ကျွန်တော်စီလာမေးလို့ရတယ်ပေါ့နော်ကျွန်တော်တက်နိုင်တော့ပြန်ပြပေးပါမယ်နော်အချိန်ရတော့ကျွန်တော်ပြန်ပြပေးပါမယ်โอเคဒီနေ့ကတော့ unit 1ပါပဲနော်ဒီနေ့က present continuous အကြောင်းလေးပဲပြောပြရအောင်နော်โอเคဒီပါနောက်သင်ခန်းစာမှာကျွန်တော်တို့ပြန်တွေ့ပါမယ်အားလုံးပဲဘယ်